What the UWSA ထိန်းချုပ်နယ်မြေကိုပန်မြို့မှာလူသတ်မှုကျူးလွန်တဲ့အမျိုးသားတဦးကိုဝပြည်နယ်တရားစီရင်ရေးဌာနကဒေတံချမှတ်ခဲ့ပါတယ်။ကျူးလွန်သူတရေခမ်းဆိုင်းအောင်လင်းဦးဟာအသက်24နှစ်အရွယ်ဖြစ်ပြီးရှမ်းပြည်နယ်ကြောက်မဲခရိုင်နောင်ချိုမြို့နယ်ကံကြီးအုပ်စုလက်ပကုန်းရွာကဖြစ်တယ်လို့ဆိုပါတယ်။တရားစီရင်ရေးခမ်းနားကိုဒီကနေ့မနက်မြန်မာစံတော်ချိန်8 နာရီမှာပြုလုပ်ခဲ့ပြီးသက်ဆိုင်ရာခရိုင်ဌာနအသီးသီးကတာဝန်ရှိလူကြီးတွေအပြင်မိဘပြည်သူတွေကိုလည်းတအိမ်တစ်ယောက်လာရောက်ကြည့်ရှုစေခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။သေဆုံးသူကတော့တအောင်းပလောင်လူမျိုးအသက်35နှစ်အရွယ်မောင်ကျော်လွင်ဖြစ်ပြီးရှမ်းပြည်နယ်မိုင်းမောမြို့နယ်ပန်ကွဲကျေးရွာအုပ်စုကပဲဖြစ်ပါတယ်။နိစက်တူတွေရဲ့ပြောပြချက်အရသူတို့နှစ်ယောက်လုံးဟာဟိုပန်မြို့မှာအလုပ်လာလုပ်ကြတဲ့သူတွေဖြစ်ကြပြီးအခန်းတစ်ခုမှာစကားအခြေအတင်များကြရင်အခုလိုသေဆုံးစေတဲ့အထိကျွလွန်မိခဲ့တာလို့ဆိုပါတယ်။လူသတ်မှုကျွလွန်ပြီးရဲ့နောက်မှာလဲဆိုင်းအောင်လင်းဦးဟာမောင်ကျော်လွင်ရဲ့ဗီဒီယိုတစ်စိမ့်လက်ကင်ဖုန်းနဲ့အတူဖုန်းကာဘာနောက်ကတရုတ်ငွေယွမ်150ကိုယူပြီးလောင်းကစားရုံကိုထပ်သွားခဲ့တယ်လို့ဆိုပါတယ်။ဝပြည်နယ်ရဲ့အခြေခံဥပဒေရာဆွဲမှုဆိုင်ရာဥပဒေအခန်းလေးအရနိုင်ငံသား၏ပုဂ္ဂိုလ်ရေးဆိုင်ရာအခွင့်အရေးများနဲ့ဒီမိုကရေစီအခွင့်အရေးများကိုချိုးဖောက်ခြင်းဆိုင်ရာပြစ်မှုပုံမှန်191ရွယ်ချက်88လူသတ်မှုအရတပ်တွေအထောက်ထားခိုင်လုံတာကြောင့်ပြစ်မှုအထမြောက်ကြောင်းသတ်မှတ်ခဲ့ပါတယ်။၎င်းကိုဒေတံချမှတ်ပြီးရဲ့နောက်မှာကွက်မြက်ဖို့ဟိုပန်မြို့တနေရာကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။ဝတဲ့ UWSA ထိန်းချုပ်နယ်မြေတွေမှာလူသေစေတဲ့ပဲပြစ်မှုကိုမဆိုဒေတံချမှတ်လေးရှိပါတယ်။